တစ်ဖက်ကနေကိုယ့်ကိုဘလော့သွားတဲ့အခါမျိုးမှာကိုယ့်ဘက်ကနေဘလို့ပြန်ဖြေလို့ရလဲဆိုတာလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဒီနီလန်းလေးကလုံးဝကို100%ဖြေလို့ရတဲ့နီလန်းမို့လို့အားလုံးနဲ့လိုက်လုပ်ကြည့်လို့အဆင်ပြေမယ်လို့ထင်ပါတယ်အရန်ကိုလည်းလွယ်ကူရွှေရှင်းပါရဲ့နော်ကဲကျွန်တော်တို့စပြီးတော့လုပ်ကြည့်လိုက်ကြရအောင်ခင်ဗျကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ဒီစာပိုးတဲ့နားကနေပြီးတော့ဘက်ကီးလေးနဲ့အရင်ဆုံးပြန်ပြီးတော့ထွက်လိုက်မယ်ပေါ့နော်ထွက်ပြီးလို့ရှိရင်ကျွန်တော်အောက်ဒီဘက်ထောက်နာလေးကဟုံးလေးတဲကိုတွားလိုက်မယ်ဟုံးလေးတွေရောက်ပြီဆိုရင်တော့အပေါ်တောင်းတာလေးမှာမှန်ဘလူးလေးရှိတယ်အဲ့မှန်ဘလူးလေးကိုထိလိုက်ထိပြီးပြီဆိုရင်အခုကျွန်တော်ရှာပြထားတဲ့အတိုင်းပဲစွန့်လို့ချင်းတရားဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့နော်အဲ့ဒီမှာဆိုရင်တရားတွေအများကြီးကျလာတယ်အဲ့ဒီတရားလေးတွေကိုတရက်တစ်ပုတ်ဒေတာပေါက်လေးနားထောင်ပေးသွားပေါ့နော်ညာတိုင်းနားထောင်ပေးသွားလိုက်ပါဒါဆိုရင်တော့တနေ့နေ့မှာပြန်ပြီးတော့ဖြေလာနိုင်မယ်လို့ယုံကြည်ပါရဲ့နော်ကဲဒါလုံးမဲ့စမ်းပြီးတော့လုပ်ကြည့်ကြပါဖြေလို့ရလားဆိုတာကိုလည်း comment လေးမှာရေးခဲ့ပေးကြပါနော်နောက်ထပ်သိချင်တာရှိရင် comment လေးမှာမှန်ခဲ့ပေးလို့ရပါတယ်ကျွန်တော်ရဲ့ account လေးကိုလည်း follow လုပ်ထားဖို့မမေ့နဲ့နော်